အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာတော့ record လုပ်ထားတာလေးကိုပြောပြပေးတော့မှာပါညနေပိုင်း9ခုထွက်ပြီးပါလာလဲ9 6လာပါတယ်နောက်တစ်ခါမှ4 8လာပါတယ်နောက်တစ်ခါမှ69လာပါတယ်ကျွန်တော်တော့ Manisha channel ဆိုပြီးတော့တူဒီ record လေးတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်တစ်ဖက်တစ်လားတူဒီဝန္ဒနာရှင်များကိုထောက်ကူပြုနိုင်မယ်လို့ထင်ပါတယ်ဘုဒ္ဓဝညနေဇာတာပရိညနေမှာ9ခုထွက်လာတဲ့အတွက်ကျွန်တော်တို့စဉ်းစားနေအောင်လို့ပါနောက်မှာကျွန်တော်တို့ကြာစဉ်တက်နေလေးရှိပါတယ်ရသမျှလေးတွေကိုအခမဲ့တင်ပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါတော့ကြမနက်မှာကစားမှာငါတလုံးပိုင်းတိရှိပေါင်းရင်3ညတိကိုကိုပေါင်းရင်ကို9 3ည9ခုတော့ကြမှာဖြစ်ပါတယ်တော့ကြမနက်မှာ9 3ည9ခုတော့ကြမှာဖြစ်ပါတယ်9ခုထွက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီဟာလေးကတော့ရှင်းပါတယ်ဘုဒ္ဓဂုဏီထေစီမနက်ပိုင်းထေစီတလုံးပိုင်းကိုအခုကတစ်ဖြစ်ပါတယ်မနက်ပိုင်းထေစီတလုံးပိုင်းကို966ပေါင်းရင်ခွန်688ပေါင်းရင်2ခွန်2နဲ့ကပ်ပါဒီခွန်1နဲ့မှာတော့ကြနေမနက်မှာခွန်1ထွက်ပါတယ်အားမပါခင်ဗျနေရာတည်ကြတော့မရှိပါဘူးဒီခွန်1နဲ့ခွန်1ထွက်ပါတယ်ဒီမှာကဘုဒ္ဓဂုဏီမနက်ပိုင်း6ပိုင်းကို89ပေါင်းရင်9 89ပေါင်းရင်2နဲ့656နဲ့65လို့ထွက်ပါတယ်65ထွက်ပါတယ်နောက်ကွက်ကတော့ထိုးသင့်ပါတယ်ဒီမှာအခုဘုဒ္ဓဂုဏီမနက်မှာ3ညကူထွက်တဲ့အတွက်3ညအပိုင်ယူပါမယ်138ပေါင်းရင်2 841ပေါင်းရင်3အဲ့တော့3ညကို2 3နဲ့ကပ်ပါမယ်3ည2 3ည3ပါ3ည2ကပြန်ကြပါခင်ဗျာအားပေးပါတယ်3ည3လည်းကောင်းပါတယ်ခင်ဗျာခုလိုလေးတွေအလုံးမထိုးပဲကြည်ထိုးရတာကပို့ပြီးတော့တိတ်ပဲရှိပါတယ်